တစ်ဖက်က Obito ရဲ့ခန္ဓာကိုယ်ကလည်းရုပ်ရည်ကြီးလာတဲ့အတွက်ဆယ်မီနဲ့ဂျီဂျူလိုကြီးကတိတ်ချအချိတ်ဆက်မမိသေးတာကိုသိလိုက်ပြီးမီနာတိုကသူ့ရဲ့မူရင်းလူကိုခေါ်လိုက်ပါတယ်ပြီးရင်တော့သူ့ရဲ့ Rasen Flash Super Cycle Dance Hollow Stage 3လို့တညလောက်နာမည်ပေးထားတဲ့ဂျူဆုနဲ့တိုက်ခိုက်ဖို့လုပ်တဲ့အချိန်မှာဘာက Obito ကလည်းသူ့ဂျူဆုနဲ့ပြန်ပြီးဖောက်ခွဲခံလိုက်ရတာတော့ကာနိုင်တဲ့အတွက်ဘာမှမဖြစ်သွားတာကြောင့်မီနာတိုကသူ့ရဲ့ Rasen Flash Super Cycle Dance Hollow Stage 3ကိုသုံးပြီးဟာကွက်ဖြစ်အောင်လုပ်ပေးမှရတော့မယ်လို့ပြောပြန်ပါတယ်ကျောင်းတော်နာမည်ကြီးကိုကြားလိုက်ရတဲ့ထိုဘီယာမကလည်းသူသားဆိုရင် anime တွေကိုထိုင်နေမှာဖြစ်ပြီးရှေ့ရကောင်တော့တွားနောက်လို့မရတဲ့အကြောင်းပြောနေတဲ့အချိန်မှာ Naruto နဲ့ Sasuke ကပြေးထွက်သွားကြပါတယ်Amaterasu ကိုအတာလေးကပြလိုက်ပြီး Sasuke ရဲ့ Chakra ကိုဘယ်ဘက်မျက်လုံးမှာဆုလိုက်တာကိုသူမြင်နေရတဲ့အတွက်အဲ့လိုနီးလိုက်နေတော့သူ့ကိုစမ်းလို့ရမှာမဟုတ်တဲ့ကြောင်း Obito ကပြောပါတယ်ထိုဘီယာမနဲ့ Minato ကလည်းသူတို့နှစ်ယောက်ပေါင်းရင်ပိုပြီးမြန်မြန် teleport လုပ်နိုင်တဲ့ကြောင်းအမှတ်သားတွေကတ်ထားလိုက်ကြပြီး Naruto နဲ့ Sasuke တို့ကလည်းနောက်တစ်ခါသူတို့ရဲ့ jutsu တွေကိုပေါင်းစပ်လိုက်ကြပါတယ်ဒါပေမဲ့ရုပ်တရက်မီနာတိုကရှေ့မှာပေါ်လာပြီး Obito ရဲ့နောက်ကိုရောက်နေတဲ့ထိုဘီယာမနဲ့နေရာချင်းလဲလိုက်တဲ့ကြောင့်သူတို့ရဲ့ဂျူဆုက Obito မကာကွယ်လိုက်နိုင်ခင်ဓာတ်ရိုက်ထိသွားတဲ့အတွက်အဲ့ကွက်လန်းလန်းလေးကိုမီနာတိုက Shakuton Korin Shifu လို့နာမည်ပေးလိုက်ပြန်ပါတယ်